ဒါကျွန်တော်တရုတ်မှာနှစ်ပွဲသွားကစားတာဒါနှစ်ပွဲလုံးရွှေပေါ့နော်ရွှေဆိုတော့ဒါအောင်မြေလို့ပြောရမှာပေါ့ဟုတ်ဒါ BNN ဆိုတာလဲ၄ယောက်ကြီးမှာတကယ်ဒိန်းညာအဆင်းထဲမှာပါတယ်လေဟိုကစားရတာမလွယ်ဘူးဟိုကျော်ဘရောက तू ကဟို၄ယောက်ကြီးမှာကျော်ဘရောအကောင်းဆုံးသင်းပေါ့နော် तू ကနိုင်ငံတကာမှာတော့အကောင်းဆုံးသင်းပေါ့ကျော်ဘရော3ယောက်ကြီးကလည်းရွှေရပြီဆိုတော့4ယောက်ကြီးကဟိုဘယ်လိုပြောမလဲကိုတယောက်တည်းရွှေမရသေးဘူးကျန်တဲ့သူကရပြီဆိုတော့လည်းစိုးရင်ရတာပေါ့သိရမလားအဲ့လိုပြောလောတာပေါ့နော်နိုင်ကျင်စိတ်ပြင်းတော့အမှားများသွားတယ်တကယ်မဟိခဲ့ဘူးဘာဖြစ်သွားမဟိခဲ့ဘူးအကျိုးလုံးနေရပေါ့ဟုတ်တယ်တယောက်ရွှေနေပါမှရေတစ်ခုတည်းမှန်းထားနှစ်ခုရတော့ဟုတ်ရဲတက်ကောင်းဆုံးပဲကွာဝါထင်းနဲ့လည်းတခန်းနဲ့တူတူနေရတာလေအဲ့ဒါရောဟိုဝါထင်းနဲ့ရွှေရတာရောနှုတ်ကနဲ့သူနဲ့ဆော့ကျင်တာလေနိုင်ငံရပွဲခုလိုသူနဲ့ဆော့ပြီးရွှေရတာပို့ပြီးတော့မိတ်လည်းမြေတော့ပို့ပြီးတော့လည်းတယောက်ရှင်ရတာပေါ့မှာရဟုတ်ဓာကြီးကောင်းပြီအာကြီးရှန်တိန်လေးလာမယ်ရှန်တိန်လေးဟိုကိုလည်းဂုံယူပါတယ်ဟုတ်ငယ်လေးရှိသေးတယ်လေငယ်ပြီးတော့ခုလိုရွှေတွေရတော့ဟုတ်အိမ်ကဖိနဲ့မေနဲ့ကိုလည်းကျေးဇူးနေရိုက်တင်ပါတယ်လို့စောသေးရတော့အကောင်းဆုံးဆော့သွားပါမယ်လို့ရွှေလဲယူပေးပါမယ်လို့အေးဟိုကျွန်တော်ဟိုသွားတော့ကလည်းပြောသေးတယ်ကျွန်တော်ဟိုနှစ်ယောက်လုံးကတပေါက်တည်းဖြစ်နေတာလေဘက်ကင်သမားနှစ်ယောက်ဆိုတော့တဲရတာတော့နည်းနည်းဒုက္ခရောက်တာပေါ့နော်အဲ့တော့သူတို့နှစ်ယောက်ကနာမည်ကလည်းစင်နေတော့တစ်ခါလေကြာရင်ဟိုပွဲချိန်နဲ့ကြတော့သူလိုကိုလိုလေးဖြစ်တဲ့အလုံးလေးရှိရပေါ့နော်အဲနောက်ပိုင်းဆိုလို့ရှိရင်အာကြီးတို့အောင်ကြီးတို့ဆိုလို့ရှိရင်နာမည်ကစင်နေတော့ဟိုအောင်ကြီးဆိုရင်အောင်ရွှေတွေပါခေါ်ရတယ်အဲ့လိုမျိုးပဲကျန်ဝဲတော်တော်ခက်လာတယ်ပြောရမယ်ဒီအာဂါနီကိုကလည်းဟိုဘောလုံးပြီးလို့ရှိရင်ဒီအာဂါနီကိုကလည်းဒီဟိုတော်တော်များများကစားလာကြတယ်လေအားကြောင့်မို့နိုင်ငံတကာကလည်း၄ယောက်ကြီးတို့ပါလို့ဆို3ယောက်ကြီးတို့4ယောက်ကြီးတို့ဆိုတော်တော်ကစားတက်လာတယ်အဲ့တော့ဟိုပြိုင်ပွဲအားလုံးကတော့ဟိုဒီအမှတ်ရတော့ပေါ့လို့မရဘူးဘယ်အသင်းမှလေအသင်းနေတာဟိုတရုတ်တို့အသင်းမျိုးတော်မှာကိုကနည်းနည်းမှားခံလို့မရဘူးဒီအမှတ်ကအဲ့လိုဖြစ်နေဟုတ်အိမ်မှာရောချိတ်ချရာရှိသေးလားထက်ချက်ရမှာဖေရလောက်ရမယ်ဟုတ်ဂျုံကထုတ်ပြမှာလားဂျုံကတော့နောက်နေ့မှပဲထုတ်ပြဟုတ်ကဲ့ပါချစ်တဲ့ပြင်ချက်တွေနောက်ဆက်တယ်ကျေးဇူးပါအားပေးတာဟိုကောင်းကောင်းချင်းချင်းပေါ့ဟိုအမြဲတမ်းအားပေးနေတာဟိုပရိသတ်ကြီးကိုလည်းအားလုံးကျေးဇူးပါလို့နောက်ပွဲတွေလည်းဆက်အားပေးပါအောင်လို့ကြိုးစားသွားပါမယ်လို့အရင်တယောက်ရှင်ရတာပေါ့ကိုရဲ့ဟိုလိုကိုမှန်းထားတဲ့ဟာကိုတစ်ခုတည်းမှန်းထားပါတယောက်ကျော်မှန်းတာခု3ကျော်ရတော့ပို့ပြီးတယောက်ရှင်ရတာပါကိုရဲ့ဟုတ်ဒီလေတကယ်မဟိခဲ့ဘူးဘာဖြစ်သွားမဟိခဲ့ဘူးအကျိုးလုံးနေရပေါ့ဟုတ်တယ်တယောက်ရှင်နေပါမှရေတစ်ခုတည်းမှန်းထားနှစ်ခုရတော့ပို့ပြီးတော့နေရတယ်ဟုတ်ဒါတကယ်ဖြစ်သွားပြီပေါ့တကယ်တည်းသွားပြီနေလင်းထားတယ်အကုန်ရဟုတ်နှစ်ခုလောက်တော့ဆိုတော့ဒါပေမဲ့စောနေသေးရတော့အကောင်းဆုံးစော့မှာပါရွှေလဲရအောင်ကြိုးစားမှာပါဟုတ်အဲ့ပွဲဟိုဘက်ကလည်းတော်တော်ကောင်းတယ်နောက်တန်းလေးရောဖိုက်တာရောလေးရောကောင်းတယ်ကိုဘက်ကလည်းဝယ်ဘိုလ်ဝဲဆိုနည်းနည်းစိတ်ကလှုပ်ရှားနေရလို့အဲကြောင့်ဟုတ်မတရားဟိုဝါထင်းနဲ့လည်းတခန်းနဲ့တူတူနေရလေအဲ့ဒါရောဟိုဝါထင်းနဲ့ရွှေရတာရောနှုတ်ကနဲ့သူနဲ့ဆော့ကျင်တာလေနိုင်ငံရပွဲခုလိုသူနဲ့ဆော့ပြီးရွှေရတာပို့ပြီးတော့မိတ်လည်းမြေတော့ပို့ပြီးတော့လည်းတယောက်ရှင်ရတာပေါ့မှာရဟုတ်မတရားလေးပေါ့ဒါဘယ်ခိုက်တဲ့အခုအမတ်ရကြအစီဆုံးခိုက်တဲ့ဖြစ်အဲ့ခရိုကန်လိုက်တာမကန်ဘူးလေကန်ကြပလိုက်တာဒါဆိုနောက်ပွဲမှာဒါဟိုခရိုကန်တော့ပါခရိုကမကန်ပါဘူးကြုံမပဲရမ်းကန်ဟိုလိုကိုရဲထက်ကလည်းတားကောင်းတယ်ဟိုကောင်းပါလေသူကလည်းဆိုတော့ဒီလဲအကောင်းဆုံးတော့ဆော့ခဲ့တယ်ဒါပေမဲ့နည်းနည်းတော့နည်းရမှာနည်းရတယ်ကိုစောနိုင်သလောက်အားတော့ဆော့ပါတယ်နည်းရဒီဘက်နည်းရနေဟုတ်ကိုလည်းသိတယ်အဲ့ဒါပထမ2ယောက်ကိုအောင်နဲ့ကန်ဖိုက်တာအောင်နဲ့ကန်တော့ကျွန်တော်ဒီဘက်ကဆိုနည်းနည်းကျင်းနေကန်ကျွန်တော်ကန်ကတော့အကျော်တဲ့ကြီးပဲမတန်ဘူးလေဒီဘက်ကကန်ဒီဘက်ကိုတင်နေအောင်မှကိုတန်တဲ့ဘက်ဆိုတော့အဲ့ဒါမှတရံကန်လို့ရတာတယောက်ထက်ကန်မှာအဲ့လိုဝတ်ထက်ကလည်းတရားကောင်းတော်တော်ကောင်းတော့နောက်ဆုံးပဲကောင်းပါလေတော်ကောင်းတယ်စိုင်ပေးထားတော့ကောင်းပေါ်တက်ကန်လို့ရပါတော့ဟုတ်နားလည်မှုကတရေွားတယ်ဟုတ်ကဲ့မေကျွန်တော်မေးရင်သူကတရံကောက်ပြီမယ်သူမေးကျွန်တော်တရံကောက်မယ်ဒါတယောက်ရှင်ပဲသိမလားနိုင်ရင်တော့နေဒီ6လို့အဲ့လိုပဲနှစ်ယောက်ပေးတာဟာဟင်းဆိုတာတယောက်မှမရှိဘူးဟိုစိတ်ရင်းစိတ်တက်တွေလည်းအကုန်တူတယ်
အဲ့ဒါကြောင့်မလို့လေစူးသီးမှုလည်းကောင်းလို့ရွှေရတာပါဟိုကိုလည်းဂုံယူပါတယ်ဟုတ်ငယ်လေးရှိသေးတယ်လေငယ်ပြီးခုလိုရွှေတွေရတော့ဟုတ်အိမ်ကဖေနဲ့မေနဲ့ကိုလည်းကျေးဇူးနေရိုက်တင်ပါတယ်လို့အဖေကလည်းဆရာလေးအဖေကဒီလိုတင်းရအောင်ဖေလောက်ထားတော့အဖေလည်းကျေးဇူးနေရိုက်တင်ပါတယ်လို့ ခေကြောင်းသားဟုတ် ခေကြောင်းသားကလက် ဟုတ် ခေကြောင်းသားကလက်ကိုပြောကြည့် အကုန်လုံးတန်ဖိုးမှုလည်းကောင်းပါလေကျောင်းသားလည်းဟုတ်အကုန်လုံးဒီစောသေးရတော့အကောင်းဆုံးဆော့သွားပါမယ်လို့ရွှေလည်းယူပေးပါမယ်လို့ရရင်ပေါ့အကောင်းဆုံးနဲ့ဆော့ပါ စီကင်းရောရွှေပဲလား စီဂိမ်းလည်းဆော့တော့ဆော့မှာပါဒါပေမဲ့အကောင်းဆုံးတော့ဆော့မှာပေါ့ရွှေမရှိရတော့တကယ်လို့တော့မရဘူးဘာနဲ့နောက်ပွဲလည်းနေရမှာပါလို့အကောင်းဆုံးကြိုးစားသွားပါမယ်လို့အားပေးကြပါအောင်လို့အကုန်လုံးကျေးဇူးတင်ပါတယ်လို့